isobaric process ရဲ့အဆင့်ကြီးပဲဖြစ်တဲ့ isochronic process မှာဆိုရင် volume က constant ဖြစ်တယ်။ဒါပေမဲ့ pressure ကတော့ပြောင်းလဲတယ်။ခုတစ်ခါတက်အောင် piston မတက်ဖဲနဲ့အလုံးပိတ်ထားလိုက်မယ်။တက်ရင်မှာတော့ထုံးစံအတိုင်း gas တွေရှိတယ်။ဒီအချိန်ဒီမှာ gas ရဲ့ initial volume နဲ့ pressure ကိုမှတ်ထားလိုက်မယ်။ဒါပြီးရင် gas တက်အောင်အပူပေးလိုက်မယ်။အပူကြောင့် gas particle တွေရဲ့ kinetic energy ကမြင့်တက်လာတယ်။အဲ့တော့ gas particle တွေက10 minute ပြီးကိုထိရိုက်တဲ့နှုန်းတနည်းအားဖြင့် pressure ကများလာတယ်။ဒါပေမဲ့ gas တက်အောင်အလုံးပိတ်ရတဲ့အတွက်သူ့ရဲ့ volume ကတော့အရင်တိုင်းပဲရှိနေတယ်။ pressure volume graph ကိုကြည့်မယ်ဆိုရင် volume ကရပ်နေပြီးတော့ pressure တစ်ခုတည်းကပဲမြင့်တက်နေတာကိုတွေ့ရလိမ့်မယ်။ဒီအချိန်ဒီမှာဆိုရင် volume က constant ဖြစ်နေတဲ့အတွက်ကြောင့် work done လည်းမဖြစ်ဘူး။အဲ့တော့ first law of thermodynamics အရာကြည့်မယ်ဆိုရင် W က0ဖြစ်ရတဲ့အတွက်ကြောင့် data unit နဲ့ Q နဲ့ကတူသွားတယ်။ဒီလိုတူရတဲ့အတွက်ကြောင့် heat energy ရဲ့ formula ဖြစ်တဲ့ Q = empty data ဒီမှာဆိုရင် Q ရဲ့နေရာမှာ data ကိုအစားထိုးပြီးသုံးလို့ရတယ်။ဒီ formula မှာ mass ကိုမိုးပြောက်ဖို့အတွက် molar mass formula ကိုသုံးလိုက်မယ်။အဲ့တော့ mass နေရာမှာမိုးနဲ့ molar mass ဝင်သွားတယ်။ molar mass ကိုထပ်ဖြောက်ဖို့အတွက် specific heat capacity ဖြစ်တဲ့ small letter CP နေရာမှာ capital CP/m လို့ပြင်လိုက်မယ်။အဲ့တော့ molar mass ကြီးသွားပြီးတော့ဒီ formula ထွက်လာတယ်။ဒီ formula မှာ capital letter CP ကတော့ molar specific heat capacity ဖြစ်တယ်။အဲ့ဒီ CP နေရာမှာပဲ 3/2R အစားထိုးလိုက်မယ်ဆိုရင် IT monoatomic gas formula လေးထွက်ပေါ်လာတယ်